မင်္ဂလာပါနော်မဟုတ်ဘူးပြပြမယ်ဖောက်ပြန်ခံရခြင်းဆိုတဲ့စကားလုံးက၅လုံးပဲဒါပေမဲ့အဲ့ဒီ၅လုံးတည်းနဲ့ဒီမိသားစုဘဝများစွာပျက်စီးသွားတယ်သားသမီးများစွာဘာဖြစ်သွားလဲမိတကွယ်ဖတကွယ်နေပြီရတယ်လူနှစ်ယောက်ကသူတို့ရဲ့တဏှာစိတ်တွေကိုဖြည့်ဆည်းနေတာလေးနဲ့ကိုယ့်ရဲ့မိသားစုတွေရဲ့နော်မေတ္တာတရားတွေနော်အားကိုယုံကြည်မှုတွေလေးစားမှုတွေအားလုံးကိုစွန့်ပစ်လိုက်တယ်သူတို့မှာဘာပဲရှိလဲဆိုတော့ဒီအမျိုးသမီးနဲ့နေငါပျော်ရွှင်ရမယ်ဆိုတဲ့စိတ်ဒီအမျိုးသားနေငါပျော်ရွှင်ရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့သူတို့အပေါ်မှာအဆဆအရာရာတီးခံပြီးနားလည်ပြီးကောင်းပြီးခဲ့တဲ့မိသားစုတွေကိုစွန့်ပစ်လိုက်တယ်သူတို့ကြောင့်မျက်ရည်ကျနေလဲသူတို့တတိမရမသိဘူးတနာကောင်မှမသိဘူးသားသမီးလေးတွေဖခင်မဲ့သွားရင်ငါသားသမီးတွေဘလူလေးတွေနေရမလဲဆိုတာမျိုးလဲမတွေးဘူးအဲ့လိုမျိုးမတွေးလို့ငါစွန့်ပစ်သွားမယ်သူ့ကိုလုံလောက်ထောက်ပတ်မှုပေးနိုင်လားဆိုလည်းမပေးနိုင်အဲ့ဒါဆိုရောကြီးပေးနိုင်လားဆိုလည်းမပေးနိုင်ဘာဖြစ်လို့လဲသူတို့အသုံးမကျလို့တုံးစားမရတဲ့ကောင်မျိုးတုံးစားမရတဲ့အမျိုးသမီးတွေနော်သူတို့ဘာအရေးရှင်းမှမရှိလို့လဲဘာအုံနောက်မှမရှိလို့လဲသူတို့ဒီလိုတွေလုံနိုင်တာလေဟုတ်တယ်မလားကိုမိသားစုပြပြီးတခြားသူယူရဲဆိုတာတော့ယုံလူသားဆန်မှုနဲ့မရှိဘူးနော်သူတို့ကိုယ်တိုင်ကစိတ်မှာမိသားစုဆိုတဲ့နှွေးထွေးမှုလည်းမသိဘူးမေတ္တာတရားလည်းသူတို့မသိလို့သူတို့ဒီလိုမျိုးမိသားစုစွန့်ပစ်နိုင်တဲ့စိတ်ရှိကြတာအဲ့တော့ဒီလိုဖောက်ပြန်တဲ့သူတွေကနှာခေါင်းသာမပါခဲ့မစင်ဘူးတော့စားမဲ့လူစားတွေကြီးပဲ